ကုမ္ပဏီကရောင်းလိုက်တော့မိုင်90ရတယ်တကယ်နဲ့စီးကြည့်လိုက်တော့မိုင်90မရဘူးဆိုပြီးတော့ကျွန်တော်တို့လာမေးတာမျိုးလည်းရှိတယ် EV cycle စစီးမယ်ဆိုရင်ဘာတွေသိထားဖို့လိုမလဲ EV cycle စစီးမယ်ဆိုရင်ကိုယ် cycle အကြောင်းအရင်ဆုံးကိုသိဖို့လိုမှာဖြစ်ပါတယ်ကိုယ် cycle ကခရီးမိုင်ဘယ်လောက်သွားလို့ရလဲဆိုတော့အရင်သိဖို့လိုတယ်ကိုယ် cycle သွားနိုင်တဲ့ range နဲ့ကိုသွားမဲ့ခရီးပေါ့နော်ဘယ်လောက်လဲဆိုတာကိုတွက်ချက်ပြီးတော့မှသွားလို့ရမှာဖြစ်ပါတယ်ခင်ဗျာဥမာဗျာကျွန်တော်တို့ဒီ EV cycle မှမဟုတ်ဘူး C cycle ဆိုလို့ရှိရင်လည်းအဲ့လိုပဲကျွန်တော် C လက်ကျန်ဘယ်လောက်ရှိလဲကိုယ် cycle ထဲမှာ C လက်ကျန်ဘယ်လောက်ရှိလဲအဲ့ C လက်ကျန်နဲ့ကိုကဘယ်ခရီးကိုသွားလို့ရမလဲလောက်လားမလောက်လားဆိုတာတော့ဒါစီတိုင်ခွက်ကိုကြည့်ပြီးတော့သိနိုင်တယ်လို့မျိုး EV cycle မှာလည်းအဲ့လိုပဲကိုယ် cycle ကဘယ်လောက်ထိအများဆုံး range ကိုသွားလို့ရနိုင်မလဲအဲ့ cycle သွားလို့ရနိုင်တဲ့ range နဲ့ကိုသွားမဲ့ခရီးကအဆင်ပြေလားမပြေလားဆိုတာကိုတော့တွက်ချက်နိုင်ဖို့လိုမှာဖြစ်ပါတယ်အခုလက်ရှိမြန်မာနိုင်ငံကိုသွင်းလာတဲ့ဝင်လာတဲ့ EV cycle တော်တော်များများက fast charging မပါတာများတယ်ပေါ့နော်တော်တော်များများလုံးဝမပါဘူး fast charger မပါတဲ့အတွက်ကြောင့်မလို့ကျွန်တော် level 2 charger နဲ့ charging station တွေမှာလည်းသွင်းလို့မရဘူးအဲ့အတွက်ကြောင့်မလို့လမ်းမှာအားကုန်သွားတယ်ဆိုလို့ရှိရင်ဆွဲရမယ်ကားပေါ်တင်ရမယ်တွန်းပြီးတော့အိမ်ပြန်ရမှာဖြစ်ပါတယ်ခင်ဗျာကုမ္ပဏီကရောင်းလိုက်တော့မိုင်90ရတယ်တကယ်နဲ့စီးကြည့်လိုက်တော့မိုင်90မရဘူးဆိုပြီးတော့ကျွန်တော်တို့လာမေးတာမျိုးလည်းရှိတယ်ကျွန်တော်စီကဝယ်တဲ့ customer တော်တော်များများကိုကျွန်တော်မွန်းသက်သားကစောင်းရင်လေးတော်တော်များများတစ်ခါလေးပြောပြလိုက်တယ်ကျွန်တော်ကိုယ်တိုင်လည်းလွန်ခဲ့တဲ့3နှစ်လောက်ကပေါ့နော်ကျွန်တော်ကိုယ်တိုင်ဒီ EV cycle တွေကိုမမရကမ်ဘိုကနေပြီးတော့ကျွန်တော်တို့မိုင်90ရတယ်ဆိုပြီးပြောပြီးရောင်းလိုက်တော့ကျွန်တော်တို့က customer တွေကိုရောင်းဖို့ကြတော့ကျွန်တော်တို့ကိုယ်တိုင် test လုပ်ဖို့လိုတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကိုယ်တိုင် test ride တစ်စီးလုပ်ပြီးတော့ကျွန်တော် test ride လုပ်ခဲ့ဘူးတယ်မိုင်90လဲစမ်းခဲ့ဘူးတယ်ကျွန်တော်တို့ရတယ်မိုင်100ရတယ်ဆိုတော့အဲ့မှာ E900 ကိုလည်းကျွန်တော်တို့စမ်းခဲ့ဘူးတယ်မိုင်100ကိုကျွန်တော်တို့ရအောင်ကျွန်တော်စီးနိုင်ခဲ့တယ်တချို့ customer တွေတော်တော်များများပြောတယ်အဲ့မိုင်90ရ100ရတယ်သူတို့စီးတော့တကယ်လည်းမရဘူးကျွန်တော်တို့ကိုယ်တိုင်လည်း test ride လုပ်ပြီးသားဆိုတော့ရအောင်စီးရင်ရပါတယ် EV cycle တစ်စီးကမိုင်90ရတယ်မိုင်60ရတယ်ဆိုတာကဘယ်ပေါ်မူတည်လဲဆိုတော့သတ်မှတ်ထားတဲ့ top speed နဲ့အသုံးပြုမှာပြောထားတဲ့ range ကိုရမှာဖြစ်ပါတယ်။ဒါတွေကိုလည်းရောင်းတဲ့ဆိုင်တွေကသိထားပြီးတော့ဝယ်ယူအသုံးပြုမဲ့ customer တွေကိုပြောပြထားမှာဖြစ်ပါတယ်ခင်ဗျာ။အများဆုံးစီးနိုင်တဲ့ range ကိုပုံမှန်သတ်မှတ် speed နဲ့စီးမှရောက်နိုင်မှာဖြစ်ပါတယ်။ကျွန်တော်တို့က top speed အမြင့်ဆုံးနဲ့သွားတယ်ဆိုရင်တော့ရမှာမဟုတ်ဘူး။မဂီယာနဲ့ပဲ3ချက်ပါတဲ့ EV cycle တွေမှာဆိုလို့ရှိရင်တော့1 2နဲ့သွားတယ်ဆိုလို့ရှိရင်သူတို့သတ်မှတ်ထားတဲ့သူတို့ပြောထားတဲ့ range တိုင်းကိုရောက်နိုင်တယ်ပေါ့နော်။ကဲလို့ဂီယာနဲ့ပဲ2ချက်ပဲပါတယ်ဆိုလို့ရှိရင်ဂီယာနဲ့ပဲ1နဲ့သွားရင်တော့သူတို့ပြောထားတဲ့ range ကိုရနိုင်မှာဖြစ်ပါတယ်ခင်ဗျာ။ကုမ္ပဏီကပြောလိုက်တယ်ဆိုင်ကနေပြောလိုက်တယ်ဒီဘိန်းကမိုင်90ရတယ်။ကိုကတွက်လိုက်တယ်ပေါ့နော်။အဲ့လိုတွက်တဲ့ချိန်မှာလည်းအရက်အခေါ်ဝေါ်နဲ့မိုင်နဲ့တွက်ပြီးတော့သွားလို့ရမှာမဟုတ်ဘူး။ဘာဖြစ်လို့ EV cycle တွေကသူကသတ်မှတ်ထားတဲ့ range နဲ့သတ်မှတ်ထားတဲ့ကီလိုမီတာလောက်ပဲသူရတယ်ဆိုပြီးတော့သူကပြောထားတာကီလိုမီတာအတိအကျနဲ့သူကပြောထားတာဥပမာမိုင်90ဆိုလို့ရှိရင်85ကီလိုမီတာလောက်ထိပဲရမှာဖြစ်ပါတယ်။အချို့တလေကျွန်တော်တို့ကဒီအရက်ခေါ်ပေါ့နော်ဒါကျွန်တော်ပြေဆိုရင်ပြေအောင်လဲ44မိုင်ရှိရယ်တကယ်တမ်း EV cycle သွားရင်44မိုင်ထက်ပိုတယ်။သူကcycle တစ်ခါဒီ giant တွေကိုရှောင်တဲ့ဟာမျိုးရှိမယ်ပေါ့နော်။နည်းနည်းလေးကီလိုမီတာပိုသွားတာမျိုးရှိနိုင်တယ်။အဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကအရက်အခေါ်ဝမိုင်နဲ့တော့တွက်ပြီးတော့သွားလို့ရမှာမဟုတ်ဘူးပေါ့နော်။ကျွန်တော်ဆိုလို့ရှိရင်ဘာနဲ့တွက်လဲဆိုတော့ဒီ Google Map မှာအရင်ထောက်ကြည့်လိုက်တယ်။ Google Map မှာပါတဲ့ကီလိုမီတာတွေကကြတော့နည်းနည်းလေးတော့100% မမှန်ပေမဲ့လည်းအနည်းဆက်ဆုံးတော့ခံမှန်းလို့ရတယ်ပေါ့နော် Google Map မှာမိုင်90ဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ဒါမိုင်60လို့တွက်ချက်ပြီးတော့မှခရီးတွေသွားတာကောင်းပါတယ်ခင်ဗျာနောက်တစ်ခုကပေါ့နော်ကျွန်တော်မြို့တွင်းစီးတာနဲ့ highway စီးတာမတူဘူးပေါ့နော် highway ကြတော့ကျွန်တော်တို့ကဒီ C bane စီးရင်လည်းအဲ့လိုပဲ highway ဆိုရင်လူတွေက high speed နဲ့သွားကြတယ်ပေါ့နော် top speed နဲ့သွားကြတယ်အဲ့လို top speed နဲ့သွားတဲ့အချိန်မှာတော့ lever ကိုဒါစကုံဆွဲထားမှာပဲဆွဲထားရင် C bane ဆိုရင်လည်း C မြန်မြန်ပို့ကုန်တယ် EV cycle ဆိုလို့ရှိရင်လည်း battery အားပို့ကုန်မှာဖြစ်တယ်ဘာဖြစ်လို့ဆိုတော့တောက်လျှောက်လုတ်ကိုဆွဲထားတာကိုလုတ်ကိုဆွဲထားတဲ့အချိန်မှာ battery အားကပုံမှန်လူတွင်းသုံးရင်ကျတော့ lever လေးဆွဲတယ်ချတယ်ဆွဲတယ်ချတယ်ကတိတ်ပြီးတော့အားမကုန်ဘူးဘက်ထရီလောက်ကလည်းအရင်မဆွဲဘူးဒါပေမဲ့ highway ကြတော့လူတွေကလုံးဝ top speed နဲ့သွားကြတာများတယ်ပေါ့နော် highway ပဲသွားမျိုးတွင်းမဲ့သုံးကုမ္ပဏီကပြောလိုက်တဲ့မိုင်90မိုင်90မိုင်100ပေါ့နော်အဲ့လို range အသီးသီးကိုပြောလိုက်တဲ့ဟာကိုရကျင်တယ်ဆိုလို့ရှိရင်နှိမ့်ဆုံး gear နဲ့ပဲ2ချက်ဆိုလို့ရှိရင်1 2ပါတယ်တချို့ cycle တွေမှာကျတော့ eco ပါတယ် sport ပါတယ်အဲ့လိုမျိုး eco ပါတယ် power ပါတယ်အဲ့လို2ချက်ပါတဲ့ဟာဆိုလို့ရှိရင် eco နဲ့သွားတော့မှသတ်မှတ်တဲ့ range ကိုရမှာဖြစ်ပါတယ်ခင်ဗျာ highway သွားရင်လည်းကိုက gear နဲ့ပဲ3ချက်ဆိုရင်1 2လောက်နဲ့သွားမှရောက်မှာဖြစ်ပါတယ်မြို့တွင်းဆိုရင်လည်းအဲ့လိုပဲgear နဲ့ပဲ2ချက်ပါတယ်ဆိုလို့ရှိရင်လည်း gear နဲ့ပဲ1နဲ့သွားတော့မှတို့သတ်မှတ်ထားတဲ့ range ကိုရမှာဖြစ်ပါတယ်ခင်ဗျာဒီဘိန်းကမိုင်90ရတယ်ကုမ္ပဏီကတော့ပြောလိုက်တယ်ဆိုင်ကတော့ပြောလိုက်တယ်ဒါပေမဲ့ဒီကိစ္စလေးကိုသေချာမရှင်းပြလိုက်လို့ရှိရင်မောင်းတဲ့လူကမိုင်90ရတယ်ဆိုပြီးတော့ကဲပြေနဲ့အောင်လဲမိုင်90ရတယ်သွားမယ်ဆိုမိုင်90ရတဲ့ EV cycle ကိုဒါ top speed အများဆုံးနဲ့သွားမယ်ဆိုရင်ရမှာမဟုတ်ဘူးဗျကျွန်တော်တို့ပုံမှန်မိုင်90ရတယ်လို့ပြောထားတဲ့ခီးက
top speed အမြင့်ဆုံးနဲ့ဆိုရင်မိုင်30နဲ့30အထက်လောက်ပဲရမှာဖြစ်ပါတယ်ခင်ဗျာ gear number 1 2လောက်နဲ့ပုံမှန်စီးသွားတယ်ဆိုလို့ရှိရင်တော့ပြေနဲ့အောင်လံကိုအေးစီးသွားလို့ရမှာဖြစ်ပါတယ်ခင်ဗျာအားလုံးကျေးဇူးများတင်ရှိပါခင်ဗျာ